ခွေးတွေတောင်မှအပူဒဏ်ကိုရှောင်တဲ့အခါမှာအေးတဲ့နေရာကိုရွေးပြီးရှောင်ကြပါတယ်ခွေးတွေကအလူတွေထက်သွေးနွေးတော်ပါတယ်ဆိုတော့ပို့ပြီးတော့အပူကိုခံစားတတ်ပါတယ်ခွေးတွေဟာဘယ်မှာနေကြတယ်လဲဆိုတော့မိတ်ဆွေတို့ကြည့်ကြပါအဲ့ဒါခွေးတွေရဲ့သူတို့ရဲ့နေရာရွေးမှန်တယ်ပေါ့ဗျာလူတွေကတော့မရွေးတတ်ဘူးမရှာတတ်ဘူးသူတို့ကသူတို့ရဲ့သဘာဝအလျောက်သင်ပေးထားတဲ့အပူဒဏ်ကာကွယ်တဲ့စနစ်ကတော်တော်အဆင်ပြေနေပါတယ်ဆိုတာလေးကိုပြောပြချင်တာပါဒါလမ်းဘေးခွေးလေးတွေပါအပူဒဏ်ကိုလာရှောင်တာပါအပူဒဏ်ကယ်ဆယ်ရေးစခန်းဖွင့်ထားရပါတယ်အပူဒဏ်ရှောင်ခြင်းတဲ့သူများလည်းရပါတယ်ဗျာ